周瑞祖，杜多松，赞助你俩喇叭那个把手瑞祖来追踪，谁个做推阿曼内。အမျိုးသမီးသမဂ္ဂဟာအဖိနှိတ်ခံအမျိုးသမီးတို့တရံလုံးအတွက်ရက်တီတိုက်ပွဲဝင်နေတဲ့တိုင်းရင်းသူအမျိုးသမီးအဖွဲ့တစ်ခုဖြစ်ပါတယ်။သမဂ္ဂကို1995မေလ9ရက်နေ့မှာစတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီးတော့ငြိမ်းချမ်းပြီးတော့လော်လတ်သောတရားမျှတမှုနဲ့တန်းတူညီမျှမှုရှိတဲ့လူပောင်ဖွဲ့စည်းတရားတည်ဆောက်နိုင်ရေးကိုမျှော်မှန်းပြီးတော့အမျိုးသမီးများရဲ့ဘဝလုံခြုံမှုရှိစေရန်နဲ့လူမှုအသက်ဝင်အတွက်မှာအမျိုးသမီးတွေရဲ့ပါဝင်မှုအခမ်းကဏ္ဍကိုမြင့်တင်နိုင်ရန်နဲ့အမျိုးသမီးများဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက်ဥတီလှုပ်ရှားဆောင်ရွက်နေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။အဖွဲ့အစည်းဟာလူအခွင့်အရေးကြားမတန်းတူရေးအချမ်းမဖက်ရေးပွင့်လင်းမြင့်တာမှုနဲ့အပြန်အလှန်လေးစားမှုတို့ကိုစံတန်ဖိုးအဖြစ်လက်ခံယုံကြည်ထားသူများဖြစ်ပြီးတော့လူခွင့်ရေးနဲ့ဒီမိုကရေစီကိုအခြေခံတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုလက်ခံတန်ဖိုးထားတာပါ။တဝက်အမျိုးသမီးသမဂ္ဂရဲ့ရည်တည်ချက်ရည်ရွယ်ချက်ဥတီချက်နဲ့အညီရည်တည်ချက်တူတဲ့အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်လှုပ်ဆောင်နေတဲ့အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။တဝက်အမျိုးသမီးသမဂ္ဂဟာချမှတ်ထားတဲ့မျှော်မှန်းချက်ရည်ရွယ်ချက်များကိုရောက်ရှိစေဖို့အတွက်အမျိုးသမီးခေါင်းဆောင်မှုစွမ်းရည်မြင့်တင်ရေးလုပ်ငန်းစဉ်အမျိုးသမီးများအကြမ်းဖက်မှုစတင်ရေးလုပ်ငန်းစဉ်ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်လူခွင့်ရေးချိုးဖောက်မှုမှတ်တမ်းတင်တဲ့လုပ်ငန်းစဉ်လူသားချင်းစာနာထောက်ထားမှုအထောက်ပံ့ပေးရေးလုပ်ငန်းစဉ်များကိုတဝက်ခရိုင်တနင်္သာရီတိုင်းမှာအခြေစိုက်ပြီးတော့အကောင့်ထဲပေါ်လှုပ်ဆောင်လျက်ရှိပါတယ်။မိမိတို့ဟာလူခွင့်ရေးနဲ့ဒီမိုကရေစီကိုအခြေခံတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးကိုအခိုင်အမာရပ်တည်နေတဲ့အဖွဲ့အစည်းဖြစ်တဲ့အလျောက်မိမိတို့ရဲ့အဖွဲ့အစည်းတွင်မှာလည်းကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲပြဋ္ဌာန်းပြီးတော့ဒီမိုကရေစီနည်းကျခေါင်းဆောင်မှုကိုညီလာခံမှာမဲပေးရွေးချယ်ပြီးတော့အလှည့်ကျအုပ်ချုပ်တဲ့အလေးထားကိုလည်းကျင့်သုံးခဲ့တာဟာနှစ်ပေါင်း30နီးပါးကြာမြင့်ခဲ့ပြီးဖြစ်ပါတယ်။ဒါကြောင့်မိမိတို့အနေနဲ့အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးလုပ်ငန်းစဉ်များမှာအမျိုးသမီးများရဲ့ပါဝင်မှုစွမ်းရည်မြင့်တင်ပြီးတော့တဝယ်လူမျိုးများရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိတဲ့အခြေခံဥပဒေတရားဖြစ်ပေါ်လာရေးအတွက်အခြားသောမဟာမိတ်များနဲ့ပူးပေါင်းကြိုးပမ်းလှုပ်ဆောင်သွားမှာပဲဖြစ်ပါတယ်။သမဂ္ဂဟာစစ်အာဏာသိမ်းပြီး2021ခုနှစ်မှာစပြီးတော့တဝယ်မြို့နယ်ရေပြူမြို့နယ်လောင်းလုံမြို့နယ်ဖဲချောင်းမြို့နယ်နဲ့ပလောမြို့နယ်တို့မှာရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီပေးတဲ့လုပ်ငန်းတွေကိုတောက်လျှောက်လှုပ်ဆောင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲလူခွင့်ရေးချိုးဖောက်မှုမှတ်တမ်းတင်တဲ့လုပ်ငန်းစဉ်ကိုလည်းအားစိုက်လှုပ်ဆောင်လျက်ရှိပါတယ်။အဖိနှိတ်ခံအမျိုးသမီးတို့တရံလုံးအတွက်ရက်တီတိုက်ပွဲဝင်ကြအားလုံးပဲမင်္ဂလာပါရှင်ဆုစုဆွေပါအခုလို့ WLB ရဲ့25နှစ်တိငွေရတုထိမ့်မှတ်မှာဂုဏ်ပြုစကားပြောခွင့်ရတဲ့အတွက်တမဝမ်းမြောက်ဝမ်းသာကိုယူပါတယ်ကျွန်မဆိုရင်လည်း WLB မှာညီလာခံတက်တန်းအကြိမ်ကြိမ်မှာဒီမူဝါဒရေးရာဥဆောင်ဖွဲ့ဝင်ရောဒီတာဝန်ခံတွေရောတွဲဘက်တာဝန်ခံတွေရောမျိုးလုံလာခဲ့တဲ့လူတယောက်ဖြစ်တဲ့အပေါ်မှာလည်းအခုချိန်ထိတသက်လုံးပေါ့နော်ဒီ WLB ရဲ့ဒီရီမတ်ချက်ဥတီချက်တွေကိုအင်တာမလေးစားပါတယ်ပြီးတော့မှလည်းဂုဏ်ယူပါတယ်ပေါ့နော်ရှစ်ဆက်ပြီးလဲ WLB ရဲ့25နှစ်ငွေရတုထိမ့်မှတ်မှဒီနှစ်ပေါင်းရာချီတဲ့အောင်စားတဲ့တပူပြီးတော့ဒီစင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကိုမြို့သမီးတို့အတွက်ဗမာပြည်ရဲ့ဖက်ဒရယ်ဒီမိုကရေစီအတွက်ဆက်လက်ပြီးတော့တည်ဆောင်နိုင်ပါစေလို့ဆုမကောင်းတောင်းပြီးတော့မေတ္တာပို့သလိုက်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်မင်္ဂလာပါရှင်ကျမတို့ဒဝဲမျိုးသမီးသမဂ္ဂဟာနှစ်30တန်တိုင်မျိုးသမီးနိုင်ငံရေးအရာရပ်တည်လာတဲ့အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ထို့အတူမတူညီတဲ့နိုင်ငံရေးအခင်းချင်းအရာရောဒီကောင်းဆောင်မှုတွေမှာမျိုးသမီးတွေပါဝင်လာဖို့အတွက်
အဟတ်တာဖြစ်စေတဲ့လူမှုတိုင်းဝိုင်းကနေပြီးတော့ဒီခိုက်ခဲတွေစိန်ခေါ်မှုတွေအများကြီးရှိနေတဲ့ကြားကနေပြီးတော့တိုင်းအတွင်းနိုင်ငံရေးအင်အားစုစည်းခြင်းတွေမှာဒီနိုင်ငံရေးဥဆောင်မှုနဲ့ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာမြို့သမီးတွေရဲ့အခမ်းကဏ္ဍမြင့်တက်လာဖို့အတွက်မြို့ဆက်တဲ့မြို့သမီးငယ်တွေကိုမွေးထုတ်ပေးတဲ့လုပ်ငန်းစဉ်တွေကိုတောက်လျှောက်လှုပ်ဆောင်လာခဲ့တယ်။ပြီးတော့ဒီဖိနှိပ်ခံရတဲ့အကြမ်းဖက်ခံရတဲ့အမျိုးသမီးတို့တွေအတွက်တရားမျှတမှုရရှိနိုင်ဖို့အတွက်ရက်တီပူးပေါင်းပါဝင်ပေးတာတွေစိတ်ပိုင်းရုပ်ပိုင်းအပြင်တခြားလိုအပ်သောအထောက်အပံ့တွေကိုကူညီပံ့ပိုးပေးနိုင်ခဲ့တာတွေကိုလှုပ်ဆောင်နိုင်ခဲ့ပါတယ်ရှင်။တဝဲအမျိုးသမီးတမကရဲ့နှစ်30ဒေါ်လာရင်းခရီးမှာအမျိုးသမီးစွမ်းရည်မြင့်တင်ရေးလုပ်ငန်းစဉ်တွေကို2010ခုနှစ်ကနေပြီးတော့စတင်လှုပ်ဆောင်လာတဲ့အခါမှာအောင်မြင်မှုအနေနဲ့အမျိုးသမီးငယ်တွေကိုခေါင်းဆောင်မှုလက်ဆင့်ကမ်းနိုင်ခဲ့ပါတယ်။တဝဲဒေသအတွင်းမှာလူထုအကျိုးပြုလုပ်ငန်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေမှာခေါင်းဆောင်မှုအနေနဲ့တော်လကောင်ဦးဆောင်မှုအနေနဲ့တော်လကောင်အများကြီးတိုးတက်ပါဝင်လာကြပါတယ်။ဒါအပြင်ခေါင်းဆောင်မှုစွမ်းရည်မြင့်တင်တင်နန်းတွေကနေ60%သောအမျိုးသမီးတွေကလက်ရှိအဖွဲ့အစည်းတွေမှာခေါင်းဆောင်မှုနဲ့လုပ်ငန်းလည်ပတ်မှုနေရာတွေမှာဦးဆောင်ပြီးတော့ပါဝင်လာကြပါတယ်။ပြီးတော့အမျိုးသမီးအကြမ်းဖက်စန့်ကျင်မှုလုပ်ငန်းစဉ်အနေနဲ့2014ခုနှစ်ကနေပြီးတော့တဝက်ခရိုင်အပြင်ဘက်မြိတ်ခရိုင်တွေမှာနှီးမျိုးစုံနဲ့အကြမ်းဖက်ခံရတဲ့အမျိုးသမီးအရေအတွက်300ကျော်ကိုလိုအပ်တဲ့အကူအညီတွေပေးနိုင်ခဲ့ပါတယ်။ဆရာနာသိမ်းပြီးနောက်ပိုင်းလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးရာတဝဲခရိုင်နဲ့ပလောမြို့နယ်မှာရှိတဲ့စစ်ဘေးရှောင်ဦးရေ4000ကျော်ကိုလူသားချင်းစာနာထောက်ထားမှုအထောက်အပံ့တွေဖြစ်တဲ့စာနာရိက္ခာစေဝါအဝတ်အစားနဲ့အခြားလူသုံးကုန်ပစ္စည်းအချို့ကိုလည်းကူညီပံ့ပိုးပေးနိုင်ခဲ့ပါတယ်။